Miss Universe မြန်မာ2026မှာဝင်နာဖြစ်ဖို့အလားအလာများနေတဲ့ကာပြားမလေး May Grace အလာမေလောကမှာနမရပြီးသားဖြစ်တဲ့ May Grace Berry ဟာလာမယ့် Miss Universe မြန်မာ2026ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်တော့မယ်လို့သူမရဲ့လူမှုကွန်ရက်ကနေတဆင့် Hello Universe ဆိုတဲ့စကားလုံးနဲ့အတူတရားဝင်ကြေညာလိုက်တာပါ။ May Grace ရဲ့ကြေညာချက်ထွက်ပေါ်ပြီးတဲ့နောက်မှာတော့ပရိသတ်တွေကတခဲနဲ့ဝင်ရအားပေးနေကြပြီးဒီနေ့တော့သရဖူကလက်တကမ်းမှာပဲဆိုပြီးမျှော်လင့်ချက်ကြီးစွာနဲ့မှတ်ချက်ပေးနေကြပါတယ်။သူမရဲ့ပြိုင်ပွဲအတွက်ပြင်ဆင်ထားတဲ့ပုံရိပ်တွေဟာလည်းအစဉ်အတန်းမြင့်မားလာတာကြောင့် Miss Universe မြန်မာ2026စင်မြင့်ထက်မှာ May Grace ဘယ်လောက်ထိတောက်ပလာမလဲဆိုတာကစိတ်လှုပ်ရှားစရာကောင်းနေပါတယ်။အခုကတည်းကထိတ်တန်းပြိုင်ပွဲဝင်စီရင်မှာပါဝင်နေတဲ့သူမရဲ့ခြေလမ်းသစ်ဟာမြမလာမယ်လောကကိုတကြော့ပြန်လှုပ်ခတ်စေမဲ့သတင်းကောင်းတစ်ခုဖြစ်ပါတယ်။မော်ရတီယိုဆောင်မီ Grace ကိုအခုတလောမှာအားပေးသူများပြလျက်ရှိပြီး Miss Universe မြန်မာ2026ပြိုင်ပွဲမှာလည်းအခြားပြိုင်ပွဲဝင်တွေဖြစ်ဘယ်နုပညာရှင်တွေမော်ဒယ်တွေကထပ်မံပါဝင်လာအောင်လဲဆိုတာပရိသတ်စိတ်ဝင်စားမှုစတင်ရရှိလာပြီးဖြစ်ပါတယ်။သူမရဲ့ထူးခြားတဲ့ရုပ်ရည်သွင်းပြင်းတဲ့အလားပါကြောင့်ဖိုတိုမော်ဒယ်လောကမှာလူကြိုက်များအောင်မြင်သူဖြစ်ပါတယ်။ May Grace ရဲ့ဖခင်ဟာအင်္ဂလိပ် British လူမျိုးဖြစ်ပြီးမိခင်ကဗမာလူမျိုးဖြစ်တာမလို့သူမဟာမြန်မာအင်္ဂလိပ်မြန်မာ British ကာပြားမလေးတူဖြစ်ပါတယ်။အင်္ဂလိပ်ဘာသာစကားကိုမိခင်ဘာသာစကားထက်ပိုမိုကျွမ်းကျင်စွာပြောဆိုနိုင်သူဖြစ်ပြီးအချင်းရောအဆင့်မှာပြည့်စုံသူဖြစ်တာမလို့ပရိသတ်တွေက2026 Miss Universe ပြိုင်ပွဲကိုအားပေးကြဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းဆိုထားကြပါတယ်။ Miss Universe မြန်မာ Organization ကို2026ခုနှစ်ကနေစတင်ပြီး National Director အဖြစ်တာဝန်ယူဆောင်ရွက်မဲ့ထူအပ်လွင်က May Grace ပါဝင်ရှင်ပြိုင်မှာကိုသိရတဲ့အတွက်လည်းဝမ်းသာကြောင်းနဲ့အလားအပါပြေဆုံးပေမဲ့လိုအပ်ချက်တွေကတော့ရှိနေသေးကြောင်းကိုလည်းပွင့်ပွင့်လင်းလင်းပြောပြထားပြီးသူအနေနဲ့ Miss Universe 2026ပြိုင်ပွဲကိုဘယ်နိုင်ငံမှာပဲကျင်းပပါစေမြန်မာကိုစားပြုတွားရောက်ရှင်ပြိုင်မဲ့အလှမဲအတွက်တရားဝင်ဗီဇာရရှိဖို့ Miss Universe ပြိုင်ပွဲကျင်းပမဲ့နိုင်ငံအစိုးရနဲ့ပူးပေါင်းပြီးတရားဝင်ဗီဇာစီစဉ်ပေးမှာဖြစ်ကြောင်း Social Media Platform ကနေတဆင့်ကတိပြုထားပြီးဖြစ်ပါတယ်။ Miss Universe 2025ပြိုင်ပွဲမှာမြန်မာကိုစားပြုဖြစ်မြန်မာအလှမဲညရတနာဆိုကတွားရောက်ရှင်ပြိုင်ခဲ့ခြင်းဖြစ်ပြီး Unplace ဖြစ်ခဲ့ပါတယ်။ပရိသတ်တို့ရော May Grace ကိုအားပေးဖို့အဆင်သင့်ပဲလားရှင်။